အားလုံးပဲမင်္ဂလာပါဗျကိုကြီးရဲ့ channel လေးကိုအားပေးကြတဲ့ကိုယ့်ရဲ့ချစ်ပေါ်တာတွေအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကြမ်းပါခြင်းနဲ့ပြည့်စုံကြပါစေနေ့ရက်တိုင်းမှာလဲဝင်တွေစားတဲ့တဘူတိုးပြီးတော့ဝင်ကြပါစေဗျာဒီနေ့ကတော့ဒီဘက်ကတော့73ရက်20ရက်ကနေပြီးတော့24ရက်9လ2026ရက်ပြည့်ပွဲလေးပေါ့နော်ရက်ပြည့်ပွဲလေးကဒါနောက်ဆုံးပွဲလေးလို့ပြောလို့လည်းရပါတယ်နော်နောက်တစ်ပတ်လာမယ့်ဘက်မှာတော့အင်္ဂါဗုဒ္ဓစပေါ်ပွဲရှိပါတယ်ဒီတစ်ပတ်တော့ရက်ပြည့်ဆော့အောင်မယ်နော်နောက်တစ်ပတ်ကတော့အင်္ဂါဗုဒ္ဓစပေါ်ပွဲရှိတဲ့အတွက်ဒါဆိုင်ကလေးမှန်းနေတယ်ဆိုလို့ရှိရင်လည်းဒီဘက်ရှေ့ဘက်ကတော့စိုက်တွေဖြတ်မဲ့ဘက်ပေါ့ဗျာစပေါ်ပွဲတွေခံပြီးတော့အဓိကအဖြစ်တော့စပေါ်ပွဲတွေခံလာပြီဆိုရင်တော့အဓိကအားကိုးရမှာတော့ကလင်ဒါဖော်မြူလာလေးတွေပေါ့နော်ကလင်ဒါဖော်မြူလာလေးတွေအားကိုးရမယ်လက်တွက်စိုက်တွေကတော့အများဆုံးရှစ်ပတ်ကြရင်တော့ဒါတောက်လျှောက်မှန်းလာတဲ့လက်တွက်စိုက်တွေရှိရင်လည်းဖြတ်မဲ့ပွဲလို့ဆိုရမှာပေါ့ဗျာကဲဟုတ်ပါပြီဒါဆိုလို့ရှိရင်ဒီတစ်ပတ်မှာတော့20ရက်နေ့ကနေပြီးတော့22ရက်နေ့အထိပြောရမယ်ဆိုရင်တော့တနင်္လာအင်္ဂါဗုဒ္ဓ3ရက်ပေါ့ဗျာ3ရက်ကိုမွေးထိုးရမယ်ခဏလေးဒါဆရာအနေနဲ့ပြပေးမှာပေါ့နော်ကိုလူဒီဘက်မှာဒီကွင်လေးကနဲ့ဝေခန်းလေးနဲ့ရကြပါစေနော်ရကြပါစေဒီလိုမှာဆရာအနေနဲ့ဒါတင်ပေးခြင်းဖြစ်ပါတယ်ဆိုင်ကလေးကွင်လေးကိုကြည့်ပြီးတော့ကြိုက်နဲ့တက်ကြတယ်ဆိုရင်တော့လိုင်းဆက်ကလေးတွေနဲ့အားပေးကြပါဗျာနောက်ဗီဒီယိုတွေတင်ခဲ့ရင်လည်းမြင်ရအောင်ဆက်ကလေးတွေနှိပ်ထားကြပါနော်ဒီတစ်ပတ် like လွှင့်ဖို့လို့ကြိုးစားပါတယ်ဗျာကြိုးစားတာ like လွှင့်ဖို့ကလည်းတော်တော်လေးကိုခက်ခဲတယ်ဗျာဒီမှာဒါကြောင့်မို့ဗီဒီယိုလေးနဲ့ပဲရှင်းနေကြပါနော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့တွေနဲ့ဒီဘက်ကလေးမှာတနင်္လာအင်္ဂါဗုဒ္ဓမှာမိုးရမယ်မိုးကလေးဒီဘာတွေလဲဆိုတာကြည့်လိုက်ရအောင်ဒါဆိုရင်ဟုတ်ပြီဆရာတို့ချက်ကြည့်မယ်ဆိုရင်ဒီရှစ်ရယ်ပေါင်းရင်းဒီ6ဒီ6ကဒီ1ကပေါင်းရင်းဒီခွန်ပါတဲ့ခွန်ပါဆိုတော့ခွန်ကိုဘယ်လိုယူလဲဆိုလို့ရှိရင်ခွန်ရဲ့နှက်ခတ်ဒီ3ညခွန်ရဲ့ပါဝါဒီ2ခွန်ရဲ့ရှမ်းဒီ4ခွန်3ည2 4ဆိုတဲ့ကဏ္ဍလေးဒီကီးပါတဲ့ဒီဘွဲမှာကီးပေါ့နော်ကီးဖြစ်သုံးရမယ်အောက်ဘွဲမှာအောက်3ရက်မှာကီးဖြစ်သုံးရပါမယ်တဲ့ဒီကီးနဲ့တင်ပြီးသလားဆိုတော့ဒီကီးနဲ့တင်ပြီးသေးဘူးပေါ့နော်သူနဲ့တွဲဖက်ပြီးတော့ထိုးရမယ်ကဏ္ဍဝိုင်းချင်းကလေးနှစ်ခုရှိတယ်ပေါ့နော်ဝိုင်းချင်းလေးကိုဆက်ပြပေးမယ်ပေါ့ဟုတ်ပြီဝိုင်းချင်းလေးကဘယ်လိုယူထားတာလဲဆိုရင်တဲ့ဒီ2ရယ်ဒီ3ရယ်ပေါင်းရင်းဒီ9ပါတဲ့ဒီ9ရယ်ဒီ3ရယ်ပေါင်းရင်းဒီ9ပဲပေါ့နော်9ဆိုတော့9ရယ်ပါဝါဒီ3ည9 3ညဆိုတဲ့ကဏ္ဍလေးပေါ့နော်9 3ညဆိုတဲ့ကဏ္ဍ9 3ညကိုတဲ့ဒီဘက်ကခွန်3ည2 4ကီးနဲ့ကပ်ပြီးတော့အောက်မှာပေါက်ကွက်တွေထွက်ရမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဆရာတို့အနေနဲ့ကတ်ကြည့်မယ်ဆိုလို့ရှိရင်တဲ့9နဲ့ကတ်မယ်ဆိုရင်9ခွန်50 9နှစ်9 4 50 9 2 9 4ဟုတ်ပြီဒါဆိုလို့ရှိရင်3ညနဲ့ကတ်မယ်ဆိုလို့ရှိရင်3ညခွန်3ည2 3ညဘူး3ည4
9ခွန်55နှစ်54 3ခွန်32 3ဘူး34ဆိုပြီးတော့ခဏ8ကွက်ရပါတယ်တဲ့ဒီ8ကွက်ဒီပွဲ3ရက်မှာတဲ့ထွက်ရပါမယ်တဲ့နော်ထွက်ရပါမယ်ဆိုတော့ဆရာတို့ဘာတွေထွက်လဲကြည့်မယ်ဆိုလို့ရှိရင်သူကတော့သူ့ရဲ့အောက်ပွဲမှာခွန်9နဲ့3လေးဆိုတော့ဒီထက်မှာခဏမပါသေးဘူးဒုတိယနေ့မှာတဲ့83ညနေပိုင်းမှာ9နှစ်ဆိုတော့ဆရာတို့ဒီထက်မပါတယ်9နှစ်ဆိုတဲ့ခဏလေးတစ်ခွက်ထွက်ပြီပေါ့9နှစ်ဆိုတဲ့ခဏလေးတစ်ခွက်ထွက်ပြီတဲ့ဒါဆိုလို့ရှိရင်လည်းအောက်ဘွဲမှာဆက်ထွက်သေးလားဆိုတော့အောက်ဘွဲမှာတော့မထွက်တော့ဘူးထွက်သေးတာပေါ့နော်305ဆိုပြီးတော့တစ်ခွက်နှစ်ခွက်ထွက်ပါတယ်တဲ့နှစ်ခွက်ထွက်ပါတယ်ဆိုတော့ဒါဆိုဟုတ်ပြီဒါဆိုလို့ရှိရင်ဒုတိယဘွဲကိုဆက်ကြည့်ရမယ်ဒုတိယဘွဲကိုဆက်ကြည့်ရမယ်ဆိုတော့အပေါ်မှာကြည့်သလိုပဲဒီ9ရဲ့တဲ့ဒီ3ညရဲ့ပေါင်းရင်းဒီ9ပါတဲ့ဒီ9နဲ့ဒီ3နဲ့တခါထပ်ပေါင်းမယ်ဆိုရင်9 3ည9ပေါင်းရင်းဒီ3ညလို့ရပါတယ်တဲ့3ညဆိုတော့ तू ကဒီအောက်ပွဲမှာ3ရက်မှာထွက်ရမယ်ပေါ့နော်အောက်ပွဲ3ရက်မှာထွက်ရမယ်ဆိုတော့ဒီ3ညရဲ့နက်ခတ်ဒီခွန်3ညရဲ့ပါဝါဒီ9 3ညရဲ့ရှမ်းဒီ9 3ညခွန်9 9ဆိုတဲ့ကဏ္ဍလေးဒီတဲ့အောက်3ရက်မှာကီးပါတဲ့ဟုတ်ပြီဒါဆိုလို့ရှိရင်အပေါ်ဘက်မှာလို့ပဲ तू ကကတ်မဲ့ဝမ်းချင်းလေးဒီဘာဖြစ်မလဲဆိုတော့ဒီခွန်ရဲ့ဒီနှစ်ကဒီ8ကပေါင်းရင်းဒီ9ပါတဲ့ဒီ9ရဲ့ဒီ6ကပေါင်းရင်းဒီ1လို့ရပါတယ်တဲ့1ဆိုတော့ဆရာတို့က1ရဲ့ပါဝါဒီ6 16ဆိုတော့16နဲ့ဒီဘက်က3ညခွန်9 9ဆိုတဲ့အကီးနဲ့ကတ်ပါမယ်တဲ့ဆိုတော့1နဲ့3ည1နဲ့ကတ်မယ်ဆိုရင်10 1ခွန်1 5 1 9ဟုတ်ပြီဒါဆိုလို့ရှိရင်6နဲ့ကတ်မယ်ဆိုလို့ရှိရင်60 6ခွန်65 69ဟုတ်ပြီဒါဆိုလို့ရှိရင်11ခွန်1 5 1 9 66ခွန်65 69ဆိုပြီးခဏလေးရှုပ်ကွက်ထွက်ပါတယ်တဲ့ဒီရှုပ်ကွက်ဒီ3ရက်အတွင်းမှာထွက်ရပါမယ်ဆိုတော့ဘာတွေထွက်လဲဆရာတို့ကြည့်မယ်ဆိုလို့ရှိရင်တဲ့ပထမနေ့မှာခွန်9နဲ့9ဆိုတော့မထွက်သေးဘူးပေါ့နော်ဒုတိယနေ့မှာ4 8နဲ့3ည2ဆိုပြီးတော့မထွက်ပြန်ဘူးတဲ့တတိယနေ့မှာသူက1ခွန်ဆိုပြီးတော့မနေ့ပိုင်းမှာတဲ့တစ်ခွက်ထွက်ပါတယ်တဲ့ဆိုတော့အပေါ်မှာတော့2ခွက်ထွက်တယ်နော်အပေါ်မှာ2ခွက်ထွက်တယ်ဒီပွဲမှာတော့သူကတော့တစ်ခွက်ပဲလာထွက်တယ်1ခွန်ဆိုပြီးတော့လာထွက်တယ်တဲ့ဒါဟုတ်ပြီဒါဆိုလို့ရှိရင်အောက်ဘွဲကိုဆက်ကြည့်မယ်အောက်ဘွဲကိုဆက်ကြည့်မယ်ဆိုရင်ဒီ3ညရဲ့တဲ့ဒီ3ရဲ့တဲ့ပေါင်းတော့3ဒီ3ရဲ့ဒီ3ရဲ့ပေါင်းတော့6တဲ့3ညရဲ့3ရဲ့3ရဲ့ပေါင်းတော့6လို့ရတယ်တဲ့6ဆိုတော့ဆရာတို့အပေါ်မှာယူသလိုပဲ6ရဲ့နက်ခတ်ဒီ9 6ရဲ့ပါဝါဒီ1 6ရဲ့ရှမ်းဒီ2ဆိုတော့6 9နှစ်ဒီတဲ့အောက်ပွဲ3ရက်မှာကီးပါတဲ့ဆိုတော့ဆရာတို့ကဒီသူနဲ့6 9 1နှစ်ကီးနဲ့ကတ်မဲ့ကဏ္ဍလေးဒီရဲ့ဝမ်းချင်းလေးဒီဘာဖြစ်မလဲတစ်ချက်ကြည့်မယ်ဆိုရင်ဒီခွန်းနဲ့ဒီလေးတဲ့ပေါင်းချင်းဒီ1ပါတဲ့ဒီ1နဲ့ဒီ1နဲ့ပေါင်းချင်းဒီ2တဲ့2ဆိုတော့2ခွန်ပေါ့နော်2ခွန်ဝမ်းချင်းလေးနဲ့ဆရာတို့က2ခွန်ဝမ်းချင်းလေးနဲ့6 9နှစ်တကီးကိုကတ်မယ်တဲ့ကတ်မယ်ဆိုတော့ဘာတွေရမလဲဆိုရင်2နဲ့ကတ်မယ်ဆိုရင်2 6 2 9 2 1 6နဲ့ကတ်မယ်ဆိုရင်ခွန်နဲ့ကတ်မယ်ဆိုရင်ခွန်6ခွန်9ခွန်1ခွန်2ဟုတ်ပြီဒါဆိုလို့ရှိရင်အောက်3ရက်မှာအောက်3ရက်မှာထွက်ရမယ့်ကဏ္ဍလေးဒီရဲ့အောက်3ရက်မှာထွက်ရမယ့်ကဏ္ဍလေးဒီတဲ့2 6က2 9ရဲ့2 1က2 2ကခွန်6ကခွန်9ရဲ့ခွန်1ကခွန်2ကဆိုပြီးကဏ္ဍလေး8ကွက်ထွက်ပါတယ်တဲ့ကဏ္ဍလေး8ကွက်ကဒီအောက်ဘွဲမှာဘာတွေထွက်ခဲ့လဲကြည့်မယ်ဆိုလို့ရှိရင်တဲ့ပထမနေ့မှာတဲ့80နဲ့16ဆိုတော့တဲ့ဆရာတို့ကဏ္ဍမပါသေးဘူးဒုတိယနေ့မှာခွန်6ဆိုပြီးတော့တဲ့ထွက်ပါပြီတဲ့ခွန်6ဆိုတော့ကဏ္ဍလေးတစ်ခွက်ထွက်ပြီတဲ့ဟောညနေပိုင်းမှာ9ခွန်ဆိုပြီးတော့တဲ့ခွန်9ခွန်ဆိုပြီးတော့ကဏ္ဍလေးတစ်ခွက်ထွက်တဲ့အတွက်ဒီပွဲမှာတော့ဟိုးအပေါ်ပွဲနီးတူပဲ2ကွက်ထွက်ပါတယ်တဲ့ဒါဆိုဟုတ်ပြီဆရာတို့လာမဲ့ပတ်မှာကစားရမယ့်ကဏ္ဍလေးဒီတဲ့ဘာတွေဖြစ်မလဲဆိုရင်ဆရာတို့ချက်ကြည့်အောင်နော်
ဒါဆိုလို့ရှိရင်ဒီ9ရဲ့တဲ့ဒီ4ရဲ့ပေါင်းရင်းသည်3ပါတဲ့ဒီ3ရဲ့ဒီ3ရဲ့ပေါင်းရင်းသည်တဲ့6တဲ့9ရဲ့4ရဲ့3ရဲ့3လုံးပေါင်းရင်းသည်6လို့ရပါတယ်တဲ့6ဆိုတော့6ရဲ့နှက်ခတ်သည်9 6ရဲ့ပါဝါသည်1 6ရဲ့ရှမ်းသည်2ဆိုတော့6 9 2 1သည်ဂီးပါတဲ့အပေါ်ဘက်မှာလည်း6 9 2 1ဂီးနော်အခုလည်းလာမဲ့တနင်္လာအင်္ဂါပုထု3ရက်မှာကစားမယ်ဂီးလေးသည်လည်း6 9 2 1ဂီးပါပဲတဲ့အဲ6 9 2 1ဂီးကိုတဲ့ဆရာတို့ဘာနဲ့ကတ်မလဲဆိုရင်တဲ့ဒီ8ရဲ့ဒီ9ရဲ့ပေါင်းတော့9ပါတဲ့ဒီ9ရဲ့ဒီ9ရဲ့ပေါင်းတော့3ညတဲ့3ညဆိုတော့3ညပါပါ9အဲ့တော့3ည9 3ည1ချင်းနဲ့6 9 2 1 2ကိုကတ်မယ်တဲ့ဆိုတော့ဘာတွေရမလဲဆိုရင်3ညနဲ့ကတ်မယ်ဆိုရင်3ည6 3ည9 3ည1 3ည2 5 6 5 9 9 2လို့ရမယ်တဲ့အဲ့ဒါဆိုတော့ဆရာတို့ကဘာတွေရမလဲဒီတပတ်တနင်္လာအင်္ဂါပုထုမှာထိုးရမယ်ကဏ္ဍလေးတည်တဲ့3ည6 3ည9 3ည1 3ည2 5 6 5 9 5 1 5 2ဆိုပြီးကဏ္ဍလေး10ခွက်ရပါတယ်တဲ့အဲ့ကဏ္ဍ10ခွက်ဒီဆရာတို့လာမယ်20ရက်နေ့ရစပြီး22ရက်နေ့အတွင်းပေါ့နော်တနင်္လာအင်္ဂါပုထုမှာတဲ့ဘာကဏ္ဍလေးတွေထွက်မလဲဆိုတာတော့ဒါကြည့်ရမှာပေါ့နော်အဲ့ထက်မှာတဲ့ဆရာတော့အကြိုက်ဆုံးလေးတစ်ခုကိုပြောလိုက်ရှင်တယ်ပြောခဲ့ခြင်းတယ်ဗျာပြောခဲ့ခြင်းတယ်ဆိုတော့ဘာဖြစ်လို့ဆိုတော့ကျန်ခဲ့တဲ့ဘက်မှာဆရာတို့ဒါဘူရိုလေးတွေတင်ထားခဲ့တယ်နော်ဘူရိုလေးတင်ထားတဲ့ဘူရိုလေး2ခုတင်ထားခဲ့တယ်ဆရာလာမဲ့ဘက်ကဘူရို2ခုတင်ထားခဲ့တယ်မှာတင်ထားခဲ့တယ်ဘာတွေလဲဆိုလို့ရှိရင်9ဘူးဖြစ်ချင်းဖော်မြူလာနဲ့အလဲ9ဖြစ်ချင်းဖော်မြူလာ2ခုပေါ့နော်ဒီ2ခုကိုတင်ပေးထားခဲ့တဲ့အခါမှာကံအားလျော်စွာပဲဒီတစ်ပတ်ကြာကမှ9ဘူးမူဖော်မြူလာလေးက9ရက်တာပြည့်သွားတယ်ထွက်မသွားဘူးနော်ထွက်မသွားဘူးအဲ့တော့သူကအကျွေးတွေကြံနေတယ်ပေါ့ဗျာအကျွေးတွေကြံနေတယ်ဖြစ်တဲ့အတွက်ရှားတို့တွေကအဲ့ကဏ္ဍလေးတွေကိုဒါရှားတို့လက်တော့မလွတ်သင့်ဘူးနော်လက်မလွတ်သင့်ဘူးဆိုတော့သူ့ကိုဆက်လိုက်တင်တယ်ဆက်လိုက်တင်တယ်အဲ့လိုဆက်လိုက်တင်တယ်ဟိုကြံခဲ့တဲ့ဘက်ကအလဲ9ဘူးမူနဲ့ဟာရှားတို့1 3 5 8 1 1635အခွေထွက်သွားပြီပဋိအနေနဲ့ကခွန်ပဋိ9ပဋိတစ်ခုမဟုတ်တစ်ခုလာမယ်ဆိုတော့ခွန်ပဋိဆိုပြီးတော့2ကြိမ်ထွက်သွားတယ်နော်9ပဋိကတော့မပြီးသွားဘူးသူကတော့အဲ့ဖော်မြူလာလေးကတော့မှန်သွားပဲဒါပေမဲ့အမြဲတမ်းပြတ်ပွဲမရှိပဲနဲ့မှန်းလာတဲ့ဖော်မြူလာလေးဖြစ်တဲ့9ဘူးမူဖော်မြူလာလေးကတော့ပြတ်သွားတယ်ပေါ့နော်ပြတ်သွားတယ်လို့ဆိုရမှာပေါ့9ရက်အတွင်းမှာမပေးတဲ့အတွက်ဒါပေမဲ့ကိုလူတွေကိုယ့်ရဲ့ချစ်ပေါ်တာတွေဒီစိုက်ကလေးကိုလိုက်နေကြတဲ့ကိုယ့်ရဲ့ချစ်ပေါ်တာတွေဒီတစ်ပတ်မှာလည်းအဲ့ကဏ္ဍလေးတွေကိုဒါလက်မလွတ်ကြပါနဲ့နော်လက်မလွတ်ကြပါနဲ့ဆိုတော့အဲ့ဖော်မြူလာရဲ့ကဏ္ဍလေးတွေနဲ့အခုဒီမှာအခုလက်တွက်စိုက်မှာလည်းပါလာတဲ့ကဏ္ဍလေးတွေနဲ့လာပြီးတော့တိုက်ဆိုင်မှုတွေတော့ရှိနေတယ်ပေါ့နော်အဲ့မှာအဲ့လိုဆိုလို့ရှိရင်ရွေးရမယ်ဆိုရင်ဆရာအနေနဲ့ကတော့3ည9နဲ့5 9ဒီဒါဆရာရဲ့အကြိုက်ဆုံး2ခွက်ဖြစ်နေမှာပေါ့နော်ကိုယ့်ရဲ့ချစ်ပေါ်တာတွေနဲ့အကြိုက်ချင်းတူကြမယ်ဆိုရင်တော့ဒီကဏ္ဍလေး2ခွက်ကိုတော့အဓိကမူထားကြပါလို့ဆရာအနေနဲ့ပြောလိုပါတယ်နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒီကွင်လေးနဲ့ဒီရဲ့လက်သက်ဆိုင်မွေးကွက်မူလေးနဲ့ကိုယ့်ရဲ့ချစ်ပေါ်တာတွေအားလုံးကြပါစေဗျာခြံခဲ့တဲ့ဘက်ကရှုံထားတဲ့အကိုအမတွေရှိခဲ့ရင်လည်းဒီတစ်ပတ်မှာကျွေးကြည့်ပြီးတော့အမျက်တွေများရကြပါစေလို့ဆုတောင်းရင်းကဲဘူရီလေးကိုနားမယ်နော်အားလုံးဆရာရဲ့ဘူရီလေးတွေကိုကြိုက်နှစ်သက်ကြပါတယ်ဆိုလို့ရှိရင်တော့လိုက်ရင်ဆက်ကလေးလေးနဲ့အားပေးကြပါလို့တောင်းဆိုချင်ပါတယ်ဗျာနော်အားလုံးပဲမင်္ဂလာပါဗျာနော်